ရှင်ငယ်ငါရဲ့လုံးသားပေါ်ခိုးလာခွေချိုကနေမရှင်ငယ်ငယ်လေးလမ်းဝင်လမ်းငယ်တော့ရှင်ငယ်ငယ်ငါတို့ချင်းနေစီရင်ပေးခွေဘာမဆိုရင်နေချီပြူစွာနေမငြင်းဘူးခွေလိုချစ်ဆိုတော့ဘဝကိုစမ်းကြည့်မှုများတဲ့လုံးရှုံးစေတော့ရာအတွေ့ရှိခဲ့သိရှိခဲ့တာအကယ်ဆိုငါဘဝဆိုတော့တရှိအောင်ကြရခြင်းတိတ်ပဲတဲ့မှာမောပန်းလို့အချင်းမ